စိတ်ပင်ပန်းလာတဲ့အခါမေတ္တာပို့ပါဖရာတပည့်တော်ကိုအကြိမ်ကြိမ်ပင်ပန်းစေးရဲအောင်ပြုလုပ်သူများလဲဒီနေ့မှစပြီးအေးချမ်းနိုင်ပါစေဖရာတပည့်တော်ဒီလေဒီနေ့မှစပြီးစိတ်စေးရဲခြင်းကိုယ်စေးရဲခြင်းကင်းဝေးရပါစေဖရာတပည့်တော်ကိုနာကျင်စေသူတွေလဲဖရာတပည့်တော်နာကျင်ရတယ်လို့ခံစားရတယ်လို့မနာကျင်ရပါစေနဲ့မခံစားရပါစေနဲ့ဖရာဒီနေ့ဒီအချိန်မှစပြီးလူစိတ်မရှိသောသူတွေနဲ့ဖရာတပည့်တော်မစုံစည်းရပါစေနဲ့ဖရာတပည့်တော်ဝမ်းနဲ့၍ကြသောမျက်ရည်များသည်လေဒီနေ့ဒီအချိန်ဒီနေရာမှာနောက်ဆုံးဖြစ်ပါစေဖရာရှင်တန်ရတာပင်ပန်းတဲ့အခါတိုင်းကိုဒီလိုလေးမေတ္တာပို့ကြည့်ဖို့မမေ့ပါနဲ့နော်